ကဲဒီမှာကြော်စိုးဦးပြောက်လို့တဲ့နော်ကြော်စိုးဦးပြောက်လို့တဲ့လိုက်ရှာနေကြတယ်မကြည့်အောင်ဘယ်လိုလိုက်ရှာလဲဆိုတော့ကျော်စိုးရဲ့ကျော်စိုးကျော်စိုးရဲ့ဘယ်သွားလဲကျော်စိုးကျော်စိုးရဲ့ဟာဒီကောင်အင်္ဂါလည်းမရှိနော်ကျော်စိုးဒီကောင်ဘယ်သွားလဲကျော်စိုးရဲ့ကဲလိုက်ရှာနေကြော်စိုးဦးမှာအိမ်နာထဲမှာလည်းမရှိဘူးတဲ့နော်ဘာမှရှာလည်းမသိဘူးကြည့်အောင်ဒီကောင်ဘယ်သွားလဲကျော်စိုးဒီကောင်ဘယ်လာမိုင်းဟေးကျော်စိုးဒီကောင်တွင်းပြီလားကျော်စိုးလားဘာဖြစ်လို့လဲကျော်စိုးဘာလို့ရှားနာလဲကျော်စိုးရှာနေတာသူနဲ့သူမိမနဲ့အဝတ်လျှော်တယ်ဆိုတော့မှလုံးကြီးတွေအဝတ်တွေချော်ခိုင်းမလို့ဓမင်းတွေချော်ဟုတ်လားအေးအဲ့ဆိုငါလိုက်ရှာပေးကြည့်အောင်မယ်လားပေးကြည့်လားအေးကျော်စိုးကိုတွေ့ပြီလားတွေ့သေးဘူးပူချောင်းဆိုမှနာရှက်သွားနေငါလိုက်ရှာမှာငါပြပေးမယ်လားကျော်စိုးကိုပြပေးမယ်လားဩဘယ်သိမှာမရှားနေတာမူးနောက်နေပြီကျော်စိုးကိုဘယ်နားမှာလဲဟာဒီကောင်ကျကျော်စိုးခွေးဘောကိုမယုံနေမဟုတ်ဖ ೇನೆ ဒါမှကျန်ခွေးရဲ့ဘောကိုဒီကောင်မနေကျော်စိုးဟိုပေါင်တော်ကားပေးတယ်မကျန်ကျော်စိုးကျန်ဒါမှကျန်ခွေးဘောကိုမတာဟုတ်ကျန်နေဆိုတာလဲမမရမနေတော့ဒါကြောင့်ဒီရှာမတွေ့တာဘူးလိုက်ရှာမနေဟိအောင်နေကိုခေါ်နေကျော်စိုးဝေးထမင်းနေလျှော်ခိုင်းဖို့လေအမကျန်လာစားဘောမလားဘောမရကြည်စမ်းကျော်စိုးဝေးဘောမကျအမိဝေးဟိုကျန်တဲ့ယူကိုက်ဒီစစ်ခွေးတဲ့ဘောကိုမယုံမှာခွေးဘောကမနဲ့ကျော်စိုးကျန်နေမလာတော့ပြုံးနေတာပဲမလာပြုံးနေအကောင်ပြုံးနေတဲ့အကောင်ပြုံးနေအကောင်ဒီဗီဒီယိုဖိုင်လေးတွေ့လို့ပါတွေ့လို့ယူလာတာဒါဘာဖြစ်လို့လဲဆိုတော့အခုဒီမှာဗီဒီယိုရိုက်သွားတဲ့အမတွေဆိုရင်အသက်40ကျော်နေပြီနော်လူကြီးတန်းနဲ့ဝင်နေပြီအဲ့ဒါလို့လူတွေတောင်မှကြော်စိုးဦးရဲ့ရုပ်မှချက်နော်ကိုယွန်ရှာပြီးတော့ဒီလိုထွက်ပြီးတော့ပြောတဲ့လှုပ်တဲ့အဆင့်ဖြစ်လာအဲ့တော့ကြော်စိုးဦး